Hello hello ဒီနေ့ကတော့ဆိုင်လေးကိုအလဲမခေါ်လဲကြပြီဆိုဆိုင်လေးကိုအလဲခေါ်ရင်းနဲ့ package လေးထုတ်ပါမယ်ဒါတော့တွေ့ချင်းပေါ့နော်ဂျယ်လီလေးတွေကိုတွေ့ရပါမယ်။အဲ့မှာရှိတဲ့မုတ်လေးတွေလောလောဆယ်ပေါ့နော်ရနိုင်တဲ့မုတ်လေးဖြစ်ပါတယ်။ကဲတူတဲ့ order လေးအရင်စထုတ်ပါမယ်။ပထမဆုံးအနေနဲ့ဒီဒူဘိုင်းချောကလက်လေးကကလေးရမှာပေါ့နော်အရင်ရောင်းအားကောင်းပြီးပေါက်သွားတဲ့ဒူဘိုင်းချောကလက်လေး5ခုပါအရေးပြောလွယ်တာကြောင့်တေချာလေးတော့ထည့်ပေးတာပါ။အာနိုးဘီစကစ်လေးကတော့3တုပ်ပါပါတယ်ရှင်။အရန်ကိုနာမည်ကြီးတဲ့ဝါဟုမီတောက်လေးတွေကတော့တစ်မျိုးကို2ထုပ်နဲ့5မျိုး10ထုပ်လေးမှာသွားပါတယ်ရှင်။ဒါလေးကတော့ဘီစကစ်လေးကိုမှချောကလက်လေးရယ်စတော်ဘယ်ရီရယ်ဆိုအရသာလေးနဲ့မျိုးရှိပါတယ်။အဲ့ဒီကောင်လေးကလေတအားစားကောင်းပြီးအရန်ကိုနာမည်ကြီးပါတယ်မလေးရှားမိတ်လေးပါရှင်။ဒီပီတဲ့ကဒီရေမို့တက်တန်လေးလည်း3တုံးမှာသွားပါတယ်ဒါလေးကလည်းစားဝါဂျယ်လီလေးပါရေမို့ကြိုက်တဲ့တသားမီမီလေးအတွက်အเจ้าမှာလည်းအလွယ်တကူစားလို့ရတယ်တော့ကိုရေခဲမုတ်ပုံစံဝေဖာချောကလက်လေးလည်း5ခုပါပါတယ်ဒီနေ့အော်ရီယိုလေးတွေကကြတော့၄ထုပ်ပြမင်းစီမှာရတော့လို့၄ထုပ်လုံးထည့်ပေးလိုက်ပါတယ်ရှင်ဂျိုးလီကဆန်ဒွစ်ချီစ်လေးလည်းပေါ့နော်2ထုပ်ရယ်ကွစ်ကိတ်လေးကတော့ပန်ကိတ်လေး2ထုပ်အဲ့ဒါလေးလည်းပါပါတယ်။ခဲလီမူချီလေးက4ထုပ်စူပါချက်ကထွက်တဲ့ကျူးနဲ့ပိုက်လေးက4ထုပ်ရယ်ပြီးတော့တူတူဆဆနေနဲ့မက်ခရွန်ဂျယ်လီလေးပေါ့နော်အဲ့ဒါလေးက5ထုပ်ပါပါတယ်။ဒီဆိုင်ကဂျယ်လီရှော့ဆိုတော့ဂျယ်လီလေးတွေကိုဒီဇိုင်းမျိုးစုံလေးတွေလည်းအများဆုံးတင်ပေးထားပါတယ်။ပြပီကဒီမရွေးလေးကိုရောက်ကုန်လေးပါအဲ့ဒါလေးကတော့5ထုပ်ပဲကျန်တော့5ထုပ်လေးမှာသွားပါတယ်။ဂျယ်လီအပြင်မုတ်မျိုးစုံနိုင်ငံခြား brand မျိုးစုံကိုရောင်းချပေးတာမို့လို့ဆိုင်လေးမလာသေးဘူးဆိုရင်လာခဲ့ဖို့ဖိတ်ခေါ်ပေးပါရစေ။ဒီလောက်ပါပဲရှင်။နောက်ရက်လေးတွေမှာပေါ့နော်။ဘာပစ္စည်းလေးတွေရှိလဲဆိုတာကို store စီရင်းနဲ့ပေါ့နော်။အသေးစိတ်လေးလိုက်ပြပေးပါမယ်။နောက်ဗီဒီယိုမှာပြပြပါမယ်ရှင်။အားလုံးပဲ bye